ဒီမီစီလိုက်ပြမနက်ခင်းဆိုအေးရကနိုးကြောင်မြောက်ပိုင်းကိုသွားဖို့ပြင်ဆင်မလို့ပတ်ထားတဲ့အမေပတ်စံကိုယူလာခဲ့တဲ့အမ်ဘိုအဖေတကြီးကချိန်နေပြီဆိုဆွဲကုန်လုံးငုတ်တော့ထိုင်နေမလို့တငယ်ချင်းတွေနဲ့ချိန်ထားပါတဲ့ဆိုအချိန်ကြီးလေးပြေဆုံးတရွာလုံးလည်းသူမနိုင်ရတောင်ပိုင်းကအကြီးများသူစိတ်ထားတဲ့ပြတ်တီးတိုင်းတောင်းလေးကွာတဲ့ပြစ်ပြီးကိုရမတူလက်ချောင်းအမေဘူးနော်ဒီသမီး